ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ပထမဦးဆုံးအမျိုးသမီးဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ခါလီဒါဇီယာတယောက်ဒီဇင်ဘာ30ရက်နေ့မှာကွယ်လွန်သွားခဲ့ပါတယ်။အသက်80အရွယ်ခါလီဒါဟာစီးကျိုယောဂကြောက်ကက်ယောဂနှလုံးယောဂတွေကိုခံစားနေရပြီးနိုဝင်ဘာနှောင်းပိုင်းကလေးကဆေးရုံတက်ပြီးဆေးကုသမှုခံယူနေရတာဖြစ်ပါတယ်။သူမကွယ်လွန်မှုအတွက်ဝန်내ဘွယ်နေ့ကိုဘင်္ဂလားဒေ့ရှ်အစိုးရက3ရက်သတ်မှတ်ခဲ့ပါတယ်။ခါလီဒါဟာ1992ခုနှစ်ကနေ2006ခုနှစ်အတွင်းဝန်ကြီးချုပ်တာဝန်ကို3ကြိမ်တိုင်ထမ်းဆောင်ခဲ့ပါတယ်။သူမဟာဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါလီမန်ရွေးကောက်ပွဲစနစ်ပြန်လည်ဖော်ဆောင်ပေးတာအခမဲ့အခြေခံပညာရေးစနစ်ကိုနိုင်ငံတော်ဝန်လွှမ်းခြုံနိုင်အောင်ဆောင်ရွက်ပေးတာစီးပွားရေးဖွင့်ပေးပြီးနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအများရရှိအောင်ဆောင်ရွက်ပေးတာတွေကြောင့်ကြော်ကြားပါတယ်။တိုင်းပြည်ကထွက်ပြေးသွားတဲ့ဝန်ကြီးချုပ်ဟောင်းရှိတ်ဟာစီနာနဲ့နှစ်ပေါင်းများစွာအာဏာလွန်ဆွဲမှုလည်းဖြစ်ခဲ့ပြီးရှိတ်ဟာစီနာအာဏာရှိချိန်2018ခုနှစ်မှာခြားစားမှုဆွဲချက်တွေနဲ့ဖမ်းဆီးထောင်ချခံခဲ့ရပါတယ်။ကျမရဲ့အခြေအနေကြောင့်ခါလီဒါဟာ2020ခုနှစ်မှာပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ခါလီဒါအတွက်နိုင်ငံတော်ဇာပနာအခမ်းအနားကိုဒီဇင်ဘာ31ရက်နေ့မှာပြုလုပ်သွားမှာဖြစ်ပါတယ်။